မင်္ဂလာပါBOD ကနေစတားလင့်အသုံးပြုသူများအကျိုးရှိအောင်အရေးကြီးဆုံးမှုအဆုံးထိနားထောင်ပေးပါခင်ဗျာစတားလင့်နဲ့အသုံးပြုရာတွင်ဆောင်ရွက်ချက်များဒီမှာစတားလင့်အင်တာနက်ကိုအသုံးပြုတဲ့အခါလိုက်နာတဲ့အချက်များကိုပြောပြပေးသွားမှာဖြစ်ပါတယ်စတားလင့်အန်တင်နာကိုကောင်းကင်ဖွင့်လှစ်နေတဲ့နေရာမှာတက်ဆင်ပါအဆောက်အဦတစ်ပင်ကြီးများကြားမှာတက်ဆင်ပါကစိတ်နှောအားနေနိုင်ပါတယ်စတားလင့်စက်ပစ္စည်းတွေကိုမိုးရေမဝင်နိုင်အောင်တေချာစွာတက်ဆင်ထားပါရေဆိုမှုကြောင့်စက်ပျက်စီးနိုင်ပါတယ်မူရင်းတရားတွေနဲ့ခပ်ဖို့တွေကိုသာအသုံးပြုပါအစားထိုးပစ္စည်းများကစက်ပစ္စည်းကိုထိခိုက်စေနိုင်ပါတယ် firmware နဲ့ API ကိုအမြဲ update လုပ်ထားပါupdate လုပ်ခြင်းကြောင့်စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာပါတယ်မူကြီးလေပြင်းထန်တဲ့အချိန်တွေမှာစက်ပစ္စည်းအခြေအနေကိုစစ်ဆေးပေးပါ Starlink အသုံးပြုရာတွင်မဆောင်ရန်ချက်များအခုတော့ရှောင်ရှားတဲ့အချက်များကိုပြောပြပါမယ်အန်တင်နာကိုအိမ်တွင်းနေရန်နောက်မှာမထားပါနဲ့စိတ်မပျက်တောက်မှုဖြစ်စေနိုင်ပါတယ်cable ကိုဆွဲဆန့်ခြင်း၊ကွေးကောက်ခြင်းမလုပ်ပါနဲ့အတွင်းကျိုးပျက်စီးနိုင်ပါတယ်ရေဆိုနေတဲ့လက်နဲ့ဆက်ပစ္စည်းကိုမထိပါနဲ့လျှက်စစ်အန္တရာယ်ရှိနိုင်ပါတယ်ကိုယ်တိုင်ဖွင့်ဖောက်ပြုပြင်ရန်မကြိုးစားပါနဲ့ warranty ပြတ်သွားနိုင်ပါတယ်မသိရှိတဲ့အခါများ network setting များကိုမလိုအပ်ဘဲမပြောင်းလဲပါနဲ့နောက်ဆုံးအိမ်နာကြည့်တာဒီအချက်တွေကိုလိုက်နာနိုင်မယ်ဆိုရင် Starlink Internet ကိုမြန်ဆန်တည်ငြိမ်ပြီးလုံခြုံစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်အကျိုးရှိရင် follow လေးလုပ်ခဲ့ပါပေးပါကျေးဇူးတင်ပါတယ်ခင်ဗျာ